ဒီကทุกคนဒီနေ့မှာတော့ရဆိုတဲ့စကားလုံးကိုသုံးပြီးတော့စမ်းတဲ့မြေတည်ဆောင်ကြမယ်ရရဲ့နောက်မှာတို့တွေကဗာလိုက်မယ်ဆိုတော့ကရိယာလိုက်မယ်သူရဲ့အဓိပ္ပာယ်ကကြတော့ချင်တယ်လို့အဓိပ္ပာယ်ရတယ်လှုပ်ချင်တယ်သွားချင်တယ်စားချင်တယ်အဲ့လိုမျိုးမှာတော့အသုံးပြုပါတယ်ဥပမာစာကြောင်းလေးကိုကြည့်ရအောင်ฉันอยากฟังเพลงฉันอยากฟังเพลงฉันငါကอยากချင်တယ်ฟังနားထောင်ချင်တယ်เพลงတခြင်းฉันอยากฟังเพลงငါတခြင်းနားထောင်ချင်တယ်အဲ့လိုမျိုးသူလှုပ်ချင်တယ်ဆိုတဲ့ဟာကိုပြောချင်လို့ရှိရင်อยากဆိုတဲ့စကားလုံးကိုအသုံးပြုပေးရပါတယ်နောက်ထပ်ဥပမာစာကြောင်းလေးကိုကြည့်ကြမယ်ฉันอยากเป็นคนสำคัญของเธอฉันอยากเป็นคนสำคัญของเธอฉันငါကอยากเป็นဖြစ်ချင်တဲ့คนสำคัญของเธอคนสำคัญအရေးကြီးရဲ့လူခေါ်ဘဒုတွက်လဲဆိုတော့เธอမင်းတွက်အရေးကြီးရဲ့လူတယောက်ဖြစ်ချင်တယ်ฉันอยากเป็นคนสำคัญของเธอฉันอยากเป็นคนสำคัญของเธอငါမင်းတို့အရေးကြီးရဲ့လူတယောက်ဖြစ်ချင်တယ်နောက်တစ်စာကြောင်းတစ်ကြောင်းကကြတော့ฉันอยากอยู่ข้างคนเสมอฉันอยากอยู่ข้างคนเสมอฉันငါကอยากอยู่နေချင်တယ်ข้างဘေးမှာคนနေရဲ့ဘေးမှာเสมอအမြဲတမ်းနေချင်တယ်ฉันอยากอยู่ข้างคนเสมอငါနင့်ဘေးမှာအမြဲနေချင်တယ်နောက်တစ်စာကြောင်းတစ်ကြောင်းကကြတော့ฉันอยากดูหนังฉันอยากดูหนังฉันငါကอยากดูကြည့်ချင်တယ်หนังရုပ်ရှင်ฉันอยากดูหนังငါရုပ်ရှင်ကြည့်ချင်တယ်နောက်တစ်စာကြောင်းတစ်ကြောင်းကကြတော့ฉันอยากพักผ่อนฉันอยากพักผ่อนฉันငါကอยากချင်တယ်พักผ่อนအနားယူချင်တယ်ฉันอยากพักผ่อนငါအနားယူချင်တယ်နောက်တစ်စာကြောင်းကကြတော့ฉันอยากรักคนตลอดไปฉันอยากรักคนตลอดไปฉันငါကอยากรักချစ်ချင်တဲ့คนနဲ့ကိုตลอดไปအမြဲတမ်းတခြားလုံးချစ်ချင်တယ်ฉันอยากรักคนตลอดไปနောက်တစ်စာကြောင်းတစ်ကြောင်းကကြတော့ฉันอยากดื่มกาแฟฉันอยากดื่มกาแฟฉันငါကอยากดื่มတောက်ချင်တဲ့กาแฟကော်ဖီတောက်ချင်တယ်နောက်တစ်စာကြောင်းတစ်ကြောင်းထပ်ကြည့်မယ်ฉันอยากเรียนภาษาไทยฉันอยากเรียนภาษาไทยฉันငါကอยากချင်တဲ့เรียนသင်ချင်တဲ့ภาษาไทยထိုင်းဘာသာစကားကိုထိုင်းစာကိုသင်ချင်တဲ့ฉันอยากเรียนภาษาไทยနောက်ဆုံးစာကြောင်းတစ်ကြောင်းကကြတော့ฉันอยากเป็นคนที่คนรักฉันอยากเป็นคนที่คนรักฉันငါကอยากเป็นဖြစ်ချင်တဲ့คนလူဘယ်လိုလူမျိုးလဲที่คนรักနေချစ်တဲ့လူဖြစ်ချင်တယ်ฉันอยากเป็นคนที่คนรักငါကမင်းချစ်တဲ့လူဖြစ်ချင်တယ်ฉันอยากเป็นคนที่คนรักအဲ့လိုမျိုးလှုပ်ချင်တဲ့တစ်ခုခုကိုဖြစ်ချင်တယ်ဆိုတဲ့ဟာကိုပြောချင်တယ်ဆိုလို့ရှိရင်ယာကိုအသုံးပြုပြီးတော့သူ့ရဲ့အနောက်မှာကရိယာကိုအသုံးပြုပြီးတော့ပြောပေးရတာပဲဖြစ်ပါတယ်